ကျွန်တော်နာမည်ကတော့ကျော်ဖြိုးဝေဖြစ်ပါတယ်ကျွန်တော်ကFortune Telecom Company Limited မှာ Chief Accountant အနေနဲ့တာဝန်ယူနေပါတယ်အခုလောလောဆယ်ကျွန်တော်အခု iTracom မှာတက်နေတဲ့သင်တန်းကတော့ Part 4 မှာပေါ့နော် BOM Business Operation Management သင်တန်းကိုတက်ရောက်အောင်ပြီးတော့ဖိတ်ယူခဲ့ခြင်းဖြစ်ပါတယ် Supply Chain သင်တန်းတွေ Marketing သင်တန်းတွေရှိရဲဆိုတာ iTracom မှာကျွန်တော်သိခဲ့တယ်ပေါ့သိခဲ့တဲ့အချိန်မှာကျွန်တော်တကယ်ချင်းညီလေးက Supply Chain မှာ Diploma ဝယ်ယူတဲ့အချိန်မှာကျွန်တော် like ပါကူညီပေးခဲ့တဲ့အချိန်မှာကျွန်တော်အားတက်သွားတာပေါ့ပထမတော့ဒီလိုမျိုးပွဲတွေပေးတယ်ဆိုတာမတွေ့ခဲ့ရဘူးပေါ့နော်အခု iTracom နဲ့ဂျာမာကျွန်တော်ညီပွဲယူတဲ့အချိန်မှာကျွန်တော်အားပါသွားတယ်အားပါတဲ့ကြောင့်မလို့အဲ့မှာတခါတည်းစုံစမ်းလိုက်တယ်ပေါ့ဘယ်တင်တန်းနေရှိလဲဆိုကျွန်တော်ကိုရီနဲ့ကိုက်ညီတဲ့တင်တန်းပေါ့နော်ကိုရီးယား finance ဘိုင်းဖြစ်တဲ့ကြောင့်မလို့ဒီဘက်က operation ကိုလည်းသိရမယ်ဆိုတဲ့အနေထားနဲ့ကျွန်တော်တက်ဖြစ်သွားတာပေါ့နော်ကျွန်တော်လုံးနေတဲ့ဒီတင်တန်းမှာဆရာလည်းအရန်ကောင်းခဲ့တယ်ပေါ့နော်သူ့ရဲ့အတွေ့အကြုံတွေပါသင်ပြပေးခဲ့တဲ့ကြောင့်မလို့နောက်ပိုင်းကိုအခုဒီ iTracom ကထပ်ဖွင့်မဲ့MBA ကိုဆက်တက်ဖို့မှန်းထားတယ်ပေါ့နော်သိကျင်တဲ့မူကရမ်းရှိပါတယ်ပေါ့နော်စာတွေအပြင်ဟိုမှအပြင်မှာရှိနေတဲ့ဘဟုတုတပြင်ပဘဟုတုတတွေလုပ်ငန်းခွင်တွေပေကအခက်ခဲတွေပြီးတော့ communication skill တွေဘယ်လိုကောင်းအောင်လုပ်ရမယ်ဆိုတဲ့အားတွေပြီးတော့ကျွန်တော် leadership skill တွေပေါ့နော်အထက်အောက်ဆက်ဆံရေးတွေအစပို့ပြီးတော့ရင်ထဲဆိုင်အများကြီးပြောင်းလဲလာတယ်ပေါ့နော်ကျွန်တော်တိုးတက်လာတယ်လို့ကိုမြင်ပြီးပါတယ်ခင်ဗျာပထမတော့ MBA ဖွင့်ဖို့အတွက်ကိုကျွန်တော်အကြံဉာဏ်ပြုဖို့အတွက်ကိုလုပ်ထားတာပေါ့နော်အခု MBA ဖွင့်မယ်ဆိုတော့ကျွန်တော်အရင်ကြီးတော့အကြံပြုစရာမရှိတော့ဘူးပြီးတော့ Business English ဖွင့်မယ်လို့တော့သိထားတယ်အားလေးထပ်ဖွင့်ပေးတယ်ဆိုလို့ရှိရင်တက်မဲ့လူတွေပိုများလာမယ်ပေါ့နော်ပိုလဲစိတ်ဝင်စားလာမယ်